G Wagon တွေမှာဒီတကားပိတ်ရတဲ့ fee ကအကောင်းဆုံးပဲဗျ။ဂျလောက်ဆိုတာသူ့ရဲ့ signature ပေါ့နော်။လူကြိုက်များလုံးလို့တမင်တကာကိုအတန်ထွက်နေတာကြီးကိုမဖြောက်ပဲအခုချိန်ထိထည့်ပေးနေရတော့မယ်။အခုချိန်မှာတော့ G Wagon ဆိုတာဈေးကြီးတဲ့ဇိမ်ခံကားတစ်စီးအဖြစ်ကြော်ကြားနေပြီမဲ့သူ့ရဲ့မူလအစထုတ်လုပ်မှုကတော့စစ်ဘက်ဆိုင်ရာသုံးမှုအတွက်ထုတ်လုပ်တာပေါ့နော်။အီရန်နိုင်ငံရဲ့ကြမ်းတမ်းတဲ့မြေမျက်နှာပြင်တို့ရာသီဥတုခြေအနေတွေမှာခံနိုင်မှုအတွက်နေတိုးစံချိန်တွေနဲ့ကိုက်ညီပြီးတော့ဒီဇိုင်းပြုလုပ်ထားတာပေါ့နော်။1980နောက်ပိုင်းမှာလူလူကိုချရောင်းပြီးတော့အဆင့်မြင့်ဇိမ်ခံကားအဖြစ်လူကြိုက်များလာခဲ့တာပါ။ ဟောလိဝုဒ်ကစတားတွေဘီလီယံနာလုပ်ငန်းရှင်ကြီးတွေဝယ်စီးတာများပြီးတော့ရိုးရိုး version တွေအပြင် AMG version, Barbrex လိုမျိုးကျွန်းနီး version တွေပါအများကြီးပဲရှိတယ်ပေါ့နော်။အဆင့်မြင့်လေဈေးကတော့ share ကြီးလေပဲဗျ။ဒီကောင်ဆိုရိုးရိုး version ပဲရှိသေးတယ်။ဒါတော့မှအတော်လေးဈေးကြီးနေပြီဗျ။ G Wagon ကတော့သူ့ရဲ့တောင့်တင်းမှုခိုင်မာမှုတွေနဲ့နာမည်ကြီးတယ်ပေါ့နော်။တန်ကြီးတက်ချင်းကနေကာကွယ်ဖို့အတွက် Galvanite ဆိုတဲ့တံမီနီအမျိုးအစားကိုအသုံးပြုပေးထားတယ်ဗျ။ accident တစ်ခုခုဖြစ်ရင်တော့မှလူတွေကိုထိခိုက်ဒဏ်ရာရမှုအနည်းဆုံးဖြစ်စေဖို့ဒီဇိုင်းဆွဲထားတာပါ။တကယ်လက်တွေမှာလည်းတက်သေးပြချက်တွေနဲ့ခိုင်မာရပ်တည်နေတဲ့ G Wagon ပေါ့နော်။